ဘာဖြစ်လာတော့ဟာ Hello Mobile อ่ะ3နှစ်ကျော် promotion ပေးနေပြီတဲ့ 3နှစ်ကျော် promotion 300ကျော် promotion ဟုတ်လား 300ကျော် promotion ဟုတ်ပါတယ်အားလုံးစောင့်မျှော်နေကြတဲ့ Hello Mobile ရဲ့ကျပ်သိန်းပေါင်း200ကျော်တန်ဖိုးရှိတဲ့17နှစ်ပြည့်အထူး promotion ကြီးလာပါပြီ17ရက်6လ2014ကနေစတင်ခဲ့တဲ့ကျမတို့ရဲ့ Hello Mobile ဟာအခုဆိုရင်17နှစ်တိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်17နှစ်လုံးလုံးကျမတို့ Hello Mobile ကိုအားပေးလာခဲ့ကြတဲ့ချစ်ရတဲ့ customer တွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့သိန်းပေါင်း200ကျော်အထူး promotion ကြီးပြုလုပ်ပေးထားပါတယ်ကျမတို့ရဲ့ Hello Mobile မှာငွေကျပ်9000မိုးဝယ်ယူအားပေးုံနဲ့ iPhone 60 Pro Max အပါအဝင်ဖုန်းက17လုံး tablet 17လုံးအပြင်6000 mAh power bank က17လုံး9000 mAh power bank 17လုံးနဲ့ငွေသား3သိန်းစု17စုတို့ကိုကန်ထူးခွင့်ရရှိမှာပဲဖြစ်ပါတယ်။ကန်ဆယ်မဲကာလာကဇွန်လ17ရက်နေ့ကနေအောက်တိုဘာ31ရက်နေ့အထိသာဖြစ်ပြီးကန်ထူးရှင်တွေကိုတော့နိုဝင်ဘာ17ရက်နေ့မှာမဲနှိုက်ပြီးတော့ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်။အဲဒါကြောင့်ငွေကျပ်9000နဲ့ iPhone 60 Pro Max ပိုင်ဆိုင်နိုင်မဲ့အထူးအခွင့်အရေးကြီးဖြစ်လို့အခုပဲ Hello Mobile ရဲ့ဆိုင်ခွဲတိုင်းကိုလာရောက်အားပေးဖို့အတွက်အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။